အင်တာနက်ကိုပိတ်ဆို့နိုင်ပေမဲ့ဒေါသကိုပိတ်လို့မရတဲ့အခါမော်စကိုလမ်းမတွေပေါ်ကအခြေအနေ1919ဒေါ်လာရေးကြီးလို့ဖြစ်လာတော့မှာလားရုရှားရဲ့စီးပွားရေးကပြိုလဲတော့မယ်လို့ပညာရှင်တွေသတိပေးခဲ့တာအချိန်ပေါင်းမနေတော့ပါဘူးအခုဆိုရင်ရုရှားနိုင်ငံကဒေါ်လာရင်းတစ်ခုစီဦးတည်သွားနိုင်တဲ့အလုံးစုံပြတ်သုံးမှုရဲ့အစွန်းတရားပေါ်ကိုရောက်နေပါပြီစစ်ပွဲရဲ့ကုန်ကျစရိတ်တွေကဘလို့မှမခံနိုင်တော့တဲ့အတိုင်းအတာထိမြင့်တက်လာသလိုစစ်မြေပြင်ကရှုံးတွေကိုလည်းဖုံးကွယ်ထားလို့မရတော့ပါဘူးအခုချိန်မှာရုရှားရဲ့စီးပွားရေးကကြောက်ထဲကိုဆင်းနေပြီအင်တာနက်ရန်တရားကိုလည်းကန့်သက်ချုပ်ချယ်ထားရပြီးပြည်သူတွေရဲ့တီးခံနိုင်စွမ်းကလည်းကုံဆုံးနေပါပြီအဲဒါကြောင့်ဝေဖန်တန်တွေကတောင်ပေါင်းစုံကနေထွက်ပေါ်လာနေတာပါဒါပေမဲ့အခုကိစ္စကတာမန်ပြည်သူတွေတင်မဟုတ်တော့ပါဘူးပူတင်ရဲ့အမာခံဒူးမာလွတ်တော်ကိုယ်တိုင်ကပါသူ့ကိုပြန်လည်တိုက်ခိုက်လာကြတာပါပူတင်ရဲ့ဆုံးဖြတ်ချက်မှန်သမျှကိုဘာမေးခွန်းမှမထုတ်ဘဲနှစ်ပေါင်းများစွာကောင်းချင်းထောက်ခံပေးခဲ့တဲ့အတန်တိတ်မှတ်တမ်းတင်ရုံးလိုပဲလှုပ်ဆောင်ခဲ့တဲ့ရုရှားလွတ်တော်ကဒီနေ့မှာတော့စစ်တလင်းတစ်ခုဖြစ်လာခဲ့ပါပြီလွတ်တော်မတ်တွေကပူတင်ရဲ့မျက်နှာကိုကြည့်ပြီးအမှန်တရားတွေကိုဟစ်အော်နေကြပါရီခမားအနေနဲ့ငွေကြေးပိုင်းဆိုင်ရာစီးပွားရေးပိုင်းဆိုင်ရာဒါမှမဟုတ်တခြားလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုချက်ချင်းမလုပ်ဘူးဆိုရင်တော့လာမယ့်စောင်းရာသီမှာကျွန်တော်တို့တွေ1919ခုနှစ်ကဖြစ်ရမျိုးနဲ့ရင်ဆိုင်ရပါလိမ့်မယ်တဲ့ရုရှားကွန်မြူနစ်ပါတီခေါင်းဆောင်ဂန်နာနီဇူကီနော့ရဲ့ဒီစကားတွေကဘယ်လောက်ထိလေးနက်တယ်လဲဆိုတော့ကျွန်တော်တို့အသေးချာနားလည်ဖို့လိုပါရီဒါဟာတာမန်တိုက်ခံတွေပြောနေကြစကားမျိုးမဟုတ်ပါဘူးဇူကီနော့ဆိုတာ1919ဒေါ်လာရင်းကိုဆင်နွှဲခဲ့တဲ့ပါတီရဲ့လက်ရှိခေါင်းဆောင်ပါအဲဒီလူကိုယ်တိုင်ကသူ့ပါတီရဲ့သမိုင်းမှာအကြီးမားဆုံးဖြစ်ခဲ့တဲ့အရေးတော်ပုံကြီးထပ်ဖြစ်တော့မယ်လို့ပြောင်ကြကြသတိပေးနေတာပါကွန်မြူနစ်ပါတီခေါင်းဆောင်တယောက်ကကွန်မြူနစ်ဒေါ်လာရေးပြန်ဖြစ်လာမှာကိုစိုးရိမ်ပြီးသတိပေးနေရတဲ့ဖြစ်ရက်ကအခြေအနေဘယ်လောက်ထိဆိုးရွားနေပြီလဲဆိုတာပြသနေတဲ့ဗဟေတီတစ်ခုပါပဲဇူကီနော့ဖ်ကအစိမ်းမြင့်ပေါ်ကနေပူတင်ကိုတိုက်ရိုက်ရည်ညွှန်းပြီးပြောသွားခဲ့တာပါစီးပွားရေးပြိုလဲတော့မယ်လို့ခင်ဗျားကိုကျွန်တော်တို့10ချိန်မကပြောခဲ့ပြီးအခုချက်ချင်းအရေးယူမဆောင်ရွက်ဘူးဆိုရင်တော့လာမယ့်ဆောင်းမှာ1919လိုမျိုးဖြစ်ရတဲ့ထိတိုက်တွေးကြရတော့မှာပဲခင်ဗျားကို10ချိန်မကပြောခဲ့ပြီးဆိုတဲ့စကားကိုတေချာသတိထားကြည့်ပါဒါဟာပထမဆုံးချိန်ထုတ်ဖော်ပြောဆိုတဲ့စိုးရိမ်မှုမဟုတ်ပါဘူးဒူးမာလွတ်တော်ထဲမှာလာနဲ့ချီနှစ်နဲ့ချီပြီးအောင်းထားခဲ့ရတဲ့ဒေါသတွေပေါက်ကွဲထွက်လာတာပါဇူကီနော့ဖ်ကဒီသတိပေးချက်ကိုအရင်ကလည်းပေးခဲ့ပါရီဒါပေမဲ့အခုတော့ကဘာရှိမာရင်တန်ပေါင်းများစွာသောလူတွေကြောင်းအောင်ပြောင်းကြကြထုတ်ပြောလိုက်တာပါဒါဟာဘာကိုဆိုလိုတာလဲဆိုရင်တကားပိတ်ဆွေးနွေးတော့ကပြောခဲ့တာတွေမထူးခြားလို့အခုတော့တကဘာလုံးတည်အောင်ပြောလိုက်ပြီဆိုတဲ့သဘောပါပဲပြောရရင်ကိုယ့်အထုပ်ကိုဖြေချပြလိုက်တာပါနောက်ပြီးခရမ်လင်ရဲ့သစ္စာရှိဆုံးဝါရဖြန့်လက်နက်လို့တင်စားရတဲ့ဆိုလိုဗရော့ကိုရိုင်းကလည်းဒီလိုအကြောက်တရားမျိုးကိုပဲရောင်းပြန်ဟပ်ပြနေပါရီဒါပေမဲ့သူကတော့လုံးဝခြားနာတဲ့ရှူတောင်းကနေချင်းကပ်တာပါဆိုလိုဗရော့ကရုံးမြင့်တန်းညာတိုက်ရဲ့ထုတ်လွှင့်မှုမှာအင်တာနက်ဖြတ်တောက်မှုတွေကိုမကြေမနက်ဖြစ်နေသူမှန်သမျှကိုတော်လိုင်းဖြစ်အောင်လှုံ့ဆော်သူတွေလို့ပြောင်းကြကြဆွဆွဲလိုက်ပါရီဒီစကားကိုကျွန်တော်တို့မြင်သားထားဖို့လိုပါရီဆိုလိုဗရော့ကပြည်သူတွေကိုခြောက်လန့်ဖို့ကြိုးစားနေတာဖြစ်ပေမဲ့တကယ်တမ်းမှာတော့ခရမ်လင်ရဲ့အနက်ရှိုင်းဆုံးအကြောက်တရားကိုသူကိုယ်တိုင်ဖော်ပြမိသွားတာပါအဲ့ဒါကတော့ဒေါ်လာရင်းဆိုတာတကယ်ဖြစ်လာနိုင်တဲ့အလားအလာဖြစ်နေပြီဆိုတာပါပဲလက်ရှိဆိုရကသူတို့ရဲ့အရာရာတည်ငြိမ်နေပါရီဆိုတဲ့ဝါဒဖြန့်မှုကအလုံးမဖြစ်တော့ဘူးဆိုတာကောင်းကောင်းသိနေပါရီအဲ့ဒါကြောင့်ပဲတည်ငြိမ်မှုပြပြသွားရင်အခြေအနေတွေပိုဆိုးသွားလိမ့်မယ်ဆိုတဲ့ချင်းချောင်းမှုဘက်ကိုလှည့်လာခဲ့တာပါဒါပေမဲ့အစိုးရတစ်ခုကပြည်သူကိုဒေါ်လာရင်းမလုံးနဲ့လို့စာပြီးချင်းချောင်းနေပြီဆိုရင်တော့အဲ့ဒီအစိုးရကအန်ထရယ်ရှိတဲ့စီးကိုကျော်လွန်သွားပြီလို့ပြောလို့ရပါရီဒူးမာလွတ်တော်တွေကအင်တာနက်နဲ့ပတ်သက်တဲ့ဒေါသတွေကလည်းအခုမှပေါ်လာခဲ့တာမဟုတ်ပါဘူးလားနဲ့ချီပြီးအရှိန်ယူခဲ့တာပါဖေဖော်ဝါရီလတုန်းက Telegram ကိုပိတ်ပစ်လိုက်တဲ့အချိန်မှာဒူးမာလွတ်တော်တွေကနေပြင်းထန်တဲ့ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါရီလွတ်တော်မတ်တွေကအင်တာနက်ပိတ်ဖို့အမိန့်ပေးခဲ့တဲ့အရာရှိတွေကိုရန်သူဘတ်တော်သားတွေလို့ပြောင်းကြကြဆွဆွဲခဲ့ကြတာပါဒါကခရမ်လင်ရဲ့ကိုပိုင်လွတ်တော်ကနေခရမ်လင်ရဲ့အင်တာနက်မူဝါဒကိုနိုင်ငံတော်သစ္စာဖောက်မှုလို့ဆွဆွဲလိုက်တဲ့ဖြစ်ရပ်ပါပဲအစိုးရတစ်ခုရဲ့ကိုပိုင်ဥပဒေပြုအမတ်တွေကသူတို့ရဲ့အစိုးရကိုသူတို့ကိုယ်တိုင်သစ္စာဖောက်လို့ခေါ်လာပြီးဆိုရင်တော့အတွင်းပိုင်းပြိုကွဲမှုကစတင်နေပြီလို့ဆိုရမှာပါဒီဒေါသတွေကတဖြည်းဖြည်းပိုကြီးထွားလာခဲ့ပါရီအခုဆိုရင်လွတ်တော်အမတ်ဂူဆက်ကဝင်ကြီးချုပ်မီရှူစတင်စီကိုပိုပြီးပြင်းထန်တဲ့အဆိုပြုချက်တစ်ခုတင်ပြထားတာပါအဲ့ဒါကတော့ရုရှားပြည်သူတွေကိုအင်တာနက်အသုံးပြုခွင့်ပေးရမှာအစိုးရကအတည်ပြုထားသူနဲ့တခြားသူများဆိုပြီးနှစ်ဖွဲ့ခွဲခြားလိုက်ဖို့ပါပဲဘယ်လိုမျိုးလဲဆိုတော့သူတို့ရဲ့ဖုန်းနံပါတ်တွေကိုအစိုးရရဲ့ portal နဲ့ချိတ်ဆက်ထားတဲ့အတည်ပြုပြီးသားနိုင်ငံသားတွေပဲအင်တာနက်သုံးခွင့်ရမှာဖြစ်ပြီးကျန်တဲ့သူတွေကိုတော့အချိန်မရွေးအဆက်အသွယ်ဖြတ်တောက်ထားနိုင်ဖို့ဖြစ်ပါရီဒီအဆိုပြုချက်တစ်ခုရဲနဲ့တင်ခရမ်လင်ကဘယ်လောက်ထိကျင်းတဲ့ချက်တွေရောက်နေပြီလဲဆိုတာထင်ရှားနေတာပါအစိုးရတစ်ခုကသူ့နိုင်ငံသားတွေကိုယုံကြည်ရသူနဲ့မယုံကြည်ရသူဆိုပြီးစတင်ခွဲခြားလာပြီဆိုရင်ဒါဟာအခြေအနေကိုထိန်းချုပ်နိုင်တာမဟုတ်ပဲထိန်းချုပ်မှုလက်လွတ်နေရပြီဆိုတဲ့လက္ခဏာပဲဖြစ်ပါရီအစိုးရပိုင်းစစ်တမ်းကောက်ယူရေးကုမ္ပဏီဖြစ်တဲ့ Vision ရဲ့အချက်လက်တွေကလည်းဒီပုံရိပ်ကိုပို့ပြီးခိုင်မာစေပါရီ2022ခုနှစ်စစ်ပွဲစတင်ကလေးကပူတင်ရဲ့ထောက်ခံမှုနှုန်းက80%အောက်ကိုပထမဆုံးချိန်ကျဆင်းသွားခဲ့တယ်လို့စစ်တမ်းတွေအရသိခဲ့ရတာပါအာဏာရှင်စနစ်ကျင့်သုံးတဲ့အစိုးရတစ်ခုမှာအစိုးရကိုယ်တိုင်ကောက်ယူတဲ့စစ်တမ်းမှာတော့80%အောက်ကျသွားတယ်ဆိုတာတကယ်ကိုအန်ထရယ်ရှိတဲ့အဆင့်ကိုရောက်သွားတာပါပဲဆိုတော့ဒီလိုအကြောင်းတွေထက်လာအောင်ဘာကစပြီးတွန်းအားပေးလိုက်တာလဲ
အဲ့ဒါကတော့18 minutes စာ Instagram video တစ်ဖိုင်ပါပဲ follower 73သန်းရှိပြီးကြည့်ရှုသူတန်း30ကျော်သွားတဲ့ဒီဗီဒီယိုကိုတင်ခဲ့တဲ့သူကတော့ Victoria ဘိုညာပါရုရှားမှာတော့သူမကို reality show ကျယ်ပွင့်ဟောင်းတစ်ယောက်အနေနဲ့တီးကြတယ်လို့နှစ်ပေါင်းများစွာအလားပါရေးရတဲ့ဘဝနေထိုင်မှုပုံစံဗီဒီယိုတွေပဲတင်ခဲ့တဲ့သူပါအဲဒါပေမဲ့အခုတော့သူမကပူတင်ကိုတိုက်ရိုက်စိန်ခေါ်စကားပြောလိုက်ပါပြီအဲ့ဒီစကားတွေကခရီမလင်တစ်ခုလုံးကိုတုံ့လို့သွားစေခဲ့တာပါဘိုညာကပူတင်ကိုထောက်ခံသူပါလို့ပြောခဲ့ပေမဲ့အမှန်တရားတွေကပူတင်စီကိုမရောက်ဘူးလို့ဆိုပါတယ်အင်တာနက်ပိတ်ဆို့မှုတွေပတ်ဝန်းကျင်ညဉ့်ညမ်းမှုတွေရေကြီးမှုတွေနဲ့အကျင့်ပြတ်ခြားစားနေတဲ့အရာရှိတွေအကြောင်းကိုသူမကထောက်ပြခဲ့တာပါတာမန်ပြည်သူတွေကအကျင့်ပြတ်အရာရှိတွေရဲ့ဖိနှိပ်မှုကိုဘယ်လောက်ထိခံရသလဲဆိုရင်ဒီနေ့မှသူတို့တွေတော်လန်ကြလိမ့်မယ်လို့လည်းသူမကသတိပေးခဲ့ပါတယ်ဒါဟာရုရှားမှာသုံးနေကြဇာပြင်ကတော့ကောင်းပါလေလက်အောက်ငယ်သားတွေကပဲပြဿနာဆိုတဲ့ဖော်လန်ဖားဝေဖန်မှုမျိုးဖြစ်နေနိုင်ပေမဲ့ပူတင်ရဲ့မိန်ကွန်းရေးပြီးသူဟောင်းကာလာမော့ကတော့ဒါဟာအစိုးရအတွက်အင်မတန်အန်ဒရယ်ရှိတယ်လို့ဆိုထားတာပါဘာလို့လဲဆိုတော့ရုရှားကရေတော်ပုံတွေကဒီလိုမျိုးတစ္ဆာရှိရှိဝေဖန်တာကနေပဲစတင်လေးရှိပြီးအဲဒီနောက်မှာတော့ဘဟုအာဏာဟာရိုင်နဲ့လာတက်လို့ပါပဲဒီအခြေအနေပေါ်မှာခရမလင်ရဲ့တုံ့ပြန်မှုကလည်းစိတ်ဝင်စားစရာပါပြောရေးဆိုခွင့်ရှိသူပတ်စကော့ကဘိုညာရဲ့ဝေဖန်မှုတွေဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေဖြစ်တယ်လို့ဝန်ခံခဲ့ပါရီပူတင်ကနိုင်ငံထဲမှာဘာတွေဖြစ်နေလဲဆိုတာအပြေးအဝသိပါတယ်လို့သူကအခိုင်အမာပြောခဲ့ပေမဲ့ဘိုညာရဲ့ဝေဖန်ချက်တွေကိုတော့ညှင်းဆိုခြင်းမရှိခဲ့ပါဘူးဒါဟာခရမလင်သမိုင်းမှာမကြုံစဘူးထူးခြားတဲ့ဝန်ခံမှုဖြစ်ပြီးပြဿနာပေါင်းစုံရဲ့အဖုံးကိုဖွင့်လိုက်တယ်လို့ဖြစ်သွားခဲ့ပါရီဒါပေမဲ့ဝါရဖြန့်ရန်နေရကတော့ငြိမ်မနေပါဘူးနိုင်ငံတော်ရုပ်မြင်သံကြားရဲ့အားအကောင်းဆုံးအတန်ဖြစ်တဲ့ဗလာဒီမာဆိုလိုဗရော့ဟာဘိုညာကိုဓာတ်ရိုက်ထုတ်လွှင့်မှုမှာတင်စစ်ကြေညာခဲ့ပါရီကိုအေးကိုရာကိစ္စတွေကိုစော်ကားတာသူမကိုနိုင်ငံခြားအေဂျင့်ဖြစ်ကြေညာဖို့တောင်းဆိုတာတွေပြင်ဘိုညာရဲ့စကားတွေကဥပဒေချိုးဖောက်ခြင်းရှိမရှိစုံစမ်းဖို့တောင်တောင်းဆိုခဲ့တာပါဆိုလိုဗရော့ရဲ့သုံးနှုန်းပုံတွေကရုရှားပြည်သူတွေကိုတောင်ထိတ်လန့်သွားစေခဲ့ပါရီဒါပေမဲ့ဘိုညာကလည်းအရှုံးမပေးဘဲပြန်တိုက်ခိုက်ခဲ့တာပါဆိုလိုဗရော့ကိုပြည်သူရန်သူလို့ပြန်ခေါ်ခဲ့တယ်လို့ AI နဲ့ဖန်တီးထားတဲ့ parody video တစ်ခုမှာဆိုလိုဗရော့ရဲ့မျက်နှာကိုပင့်ကူအိမ်နဲ့ပြစ်ပေါက်ပြခဲ့ပါရီဒီဗီဒီယိုက24နာရီတွင်းကြည့်ရှုသူ10တန်းရှိသွားခဲ့တာပါဆိုလိုဗရော့ကဘိုညာကိုနှိမ်နှင်းချင်ခဲ့တာဖြစ်ပေမဲ့တကယ်တမ်းမှာတော့ပိုပြီးနာမည်ကြီးအောင်လုပ်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါရီဒီအချိန်မှာဘိုညာတယောက်တည်းတင်မဟုတ်တော့ပါဘူး follower 4 တန်းရှိတဲ့ vlogger အိုင်ဆာကလည်းဘိုညာကိုထောက်ခံခဲ့ပါရီနောက်ပိုင်းမှာဗီဒီယိုကိုဖျက်လိုက်ရပေမဲ့သတင်းစကားကတော့ပြန့်နှံ့သွားခဲ့ပါပြီအဲဒီနောက်မှာတော့ follower 2 တန်းရှိတဲ့ Ekaterina Goran ပြင်တခြားသော influencer တွေကလည်းမကြောက်ကြပါနဲ့အတူတူပူးပေါင်းမှဒီယူသွမှုတွေကိုအဆုံးသတ်နိုင်မှာလို့ဟစ်အော်လာခဲ့ကြပါရီနိုင်ငံရေးလိလာဆန်းစစ်သူဂါလာမောကတော့ဒီအခြေအနေကိုရှင်းရှင်းလေးပဲသုံးသပ်ပြခဲ့တာပါဒေါ်လာရင်းဆိုတာ professional ဒေါ်လာရင်းသမားတွေကစတာမဟုတ်ဘူးပိုညာလိုမျိုးဘသူမှထင်မထားတဲ့သူတွေစကားပြောလာရကနေစတင်တာပါရီတကယ်တော့မှလည်းအလှပကြီးက influencer တယောက်ကဗီဒီယိုတစ်ဖိုင်နဲ့တင်ခရမလင်ရဲ့26နှစ်ကြာအရာရာကိုထိန်းချုပ်ထားနိုင်နေဆိုတဲ့ဝါဒဖြန့်မှုကိုအကြောင်းထက်စေခဲ့တာပါဒါပေမဲ့အဲ့ဒီအကြောင်းကနေရိုးစိမ့်လာတဲ့ဒေါသတွေကအသေးစမ်းတော့မဟုတ်ပါဘူးလူမှုဖွဲ့စည်းရဲ့အလွှာပေါင်းစုံမှာနှစ်ပေါင်းများစွာစုပုံနေကြတာဖြစ်ပြီးဘိုညာကဒေါသအိုးရဲ့အဖုံးကိုဖွင့်လိုက်ုံတတ်ပါပဲအခုဆိုရင်အခြေအနေတွေကအောက်ခြေလူရန်စားတွေမဟုတ်ပဲလူကုန်ထန်အထက်လွှာတွေကြားထဲမှာပါတော်လန်ခြင်းစိတ်တွေပေါက်ပွားနေပါပြီပြီးခဲ့တဲ့မလတုန်းကရုရှားစီးပွားရေးခေါင်းဆောင်တွေကပူတင်နဲ့တွေ့ဆုံခဲ့ကြပါရီသူတို့ကအင်တာနက်ကန့်သတ်ချက်တွေကြောင့်စီးပွားရေးလုပ်ငန်းတွေနဲ့ပြည်သူတွေရဲ့ဘဝကဘယ်လောက်ထိခက်ခဲနေပြီလဲဆိုတာကိုပြောင်ချတင်ပြခဲ့ကြတာပါဒေါ်လာဘီလီယံနဲ့ချီတဲ့ဆုံးရှုံးမှုတွေအတွက်အပြေရှာပေးဖို့တောင်းဆိုခဲ့ကြပေမဲ့ပူတင်ကတော့ဒါတွေကိုလုံးဝဥပက္ခပြုခဲ့ပါရီလက်ဗလာနဲ့ပြန်လာခဲ့ရတဲ့စီးပွားရေးခေါင်းဆောင်တွေရဲ့ဒေါသကအခုဆိုရင်ထိမ့်မနိုင်သိမ့်မရဖြစ်နေပါပြီတရင်နောက်တွေရဲ့ဆိုရဒီမကျေနပ်မှုတွေကနိုင်ငံရေးအရနောက်ဆက်တွဲပြဿနာတွေထိဦးထီလာနိုင်တယ်လို့သိရပါရီခရမလင်ဘက်ကဒီကိစ္စကိုဆွေးနွေးဖို့တောင်ဆန္ဒမရှိတာကသူတို့ရဲ့ဒေါသကိုပိုပြီးမီးလောင်ရလေပင်ဖြစ်စေခဲ့တာပါဒါတွေမကသေးပါဘူးရှေ့တန်းကစစ်သားတွေကိုယ်တိုင်ကပါသူတို့ရဲ့ရင်တွင်းစကားတွေကိုဝန်ခံလာကြပါပြီအရင်ကထရက်တာမောင်းခဲ့ပြီးအခုတော့တင်ကားမောင်းသူဖြစ်ရှေ့တန်းမှာတိုက်နေရတဲ့စစ်သားတယောက်ဆိုရင်လေပူတင်ရဲ့အကျိုးအတွက်စစ်တိုက်နေရတာကိုမနှိမ့်မြုပ်ဘူးဆိုပြီးပြောထွက်လာခဲ့တာပါနောက်ပြီးတပ်ထဲမှာလည်းစိတ်တပိုင်းဆိုင်ရာပျက်စီးမှုတွေအများကြီးဖြစ်နေတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါရီဒီအချိန်မှာအနုပညာရှင်တွေကလည်းငြိမ်မနေတော့ပါဘူးမင်းသားနီကီတာကိုကိုရှ်ကင်ကတော့ရှင်းရှင်းလေးပဲပြောချလိုက်ပါရီပူတင်အာဏာရနေတာ26နှစ်ရှိပြီတကယ်လို့ဆယ်စုနှစ်နဲ့ချီတဲ့တိုင်အောင်အမှန်တရားကသူ့စီမရောက်ဘူးဆိုရင်ဒါဟာအမှားတစ်ခုမဟုတ်တော့ပါဘူးဒါဟာစနစ်တစ်ခုပဲလို့ဆိုပါရီသူကဒီကျူးကျော်စစ်ကိုခေတ်သစ်ရုရှားသမိုင်းမှာအကြီးမားဆုံးသောအနိဋ္ဌာယုံလို့တောင်ခေါ်ဆိုခဲ့တာပါရုရှားမှာအနုပညာရှင်တယောက်ကထောင်ချခံရမယ့်အန်ဒရဲကိုရင်ဆိုင်ပြီးဒီလိုပြောထွက်လာတယ်ဆိုတာအခြေအနေကပေါက်ကွဲကာနီးအဆင့်ကိုရောက်နေပြီဆိုတာသက်သေပါပဲပြီးတော့အထင်ရှားဆုံးအချက်ပြမှုတစ်ခုကတော့ပြည်သူတွေနိုင်ငံတွေကနေထွက်ပြေးနေကြတာပါပဲဗျန်တာဝေါစတရဲ့ချက်လက်တွေရနိုင်ငံခြားကိုပြောင်းရွှေ့ဖို့ရှာဖွေမှုနှုန်းက3လအတွင်းမှာနှစ်ဆမြင့်တက်သွားတယ်လို့သိရပါရီဇန်နဝါရီလမှာ19600ရှိခဲ့ရာကနေမတ်လမှာတော့4000အထိခုန်တက်သွားခဲ့တာပါအထူးသဖြင့်ဘီလာရုစ်လိုနိုင်ငံမျိုးကိုပြောင်းရွှေ့ဖို့အတွက်ကုန်ကျစရိတ်တွေလိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့နေထိုင်ခွင့်အခြေအနေတွေကိုအသေးအတန်ရှာဖွေနေကြပါရီ
2022နဲ့2023ခုနှစ်တုန်းကရုရှားပြည်သူ8သိန်းကနေ1.3တန်းကြားနိုင်ငံကနေထွက်ခွာသွားခဲ့ကြပါသည်။အဲဒီတုန်းက IT ပညာရှင်တွေအင်ဂျင်နီယာတွေနဲ့ပညာတတ်လူငယ်တွေအများဆုံးပါဝင်ခဲ့တာပါ။အခုလည်းအဲဒီလိုပုံစံတို့လိုင်းလုံးတစ်ခုထပ်မံဖြစ်ပေါ်နေပါပြီ။တိုင်းပြည်ရဲ့အနာဂတ်ကိုတည်ဆောက်ရမယ့်အရေးချင်းရှိတဲ့လူငယ်တွေအထက်တန်းလွှာတွေစစ်သားတွေနဲ့အမှုပညာရှင်တွေအလွှာပေါင်းစုံကနေပေးနေတဲ့ချက်ပြောင်းမှုကတော့တခုတည်းပါပဲ။အဲဒါကတော့ဒီအတိုင်းဆက်သွားလို့မဖြစ်တော့ဘူးဆိုတာပါပဲ။ဒီလိုလူမှုရေးဆိုင်ရာအကြောင်းတွေရဲ့အောက်မှာတကယ်ကိုခိုင်မာတဲ့အခြေခံအကြောင်းရင်းတစ်ခုရှိနေပါတယ်။အဲဒါကတော့စီးပွားရေးပါပဲ။ကိန်းဂဏန်းတွေကတော့လိမ်ပြောလို့မရပါဘူး။ဧပြီလရဲ့တစ်ပတ်အတွင်းမှာတင်ရုရှားပြည်သူတွေကဘဏ်တွေထဲကနေအမေရိကန်ဒေါ်လာ3.2ဘီလီယံနဲ့ညီမျှတဲ့ငွေသားတွေကိုထုတ်ယူခဲ့ကြပါတယ်။18ရက်အတွင်းမှာတင်ဒီပမာဏက6.2ဘီလီယံထိရောက်ရှိသွားခဲ့တာပါ။လက်ရှိဈေးကွက်ထဲမှာလည်ပတ်နေတဲ့ငွေသားစုစုပေါင်းကဒေါ်လာ263ဘီလီယံကျော်ထိရှိနေပါပြီ။ဘာဖြစ်လို့လူပေါင်းများစွာကတစ်ချိန်တည်းမှာသူတို့ရဲ့ငွေတွေကိုဘဏ်တွေကနေအလူရက်ထုတ်နေကြတာလဲ။အဖြေကတော့ရှင်းပါတယ်။ယုံကြည်မှုတွေပြိုလဲနေလို့ပါပဲ။အင်တာနက်ပြတ်တောက်မှုတွေကြောင့် credit card တွေသုံးမရတော့တာခရမလင်ရဲ့အခွန်ချေရာခံမဲ့အစီအစဉ်တစ်ကြောင့်ပြည်သူတွေဟာငွေသားကိုပဲကင်ထားခြင်းကြတော့တာပါ။ပြောရရင်ပြည်သူတွေကအကြက်တဲတစ်ခုလာတော့မယ်ဆိုတာကိုလိုလိုသိနေကြပါရီ။ဘဏ်စနစ်ကိုယုံကြည်မဲ့စားသူတို့ရဲ့ငွေတွေကိုအိယာအောက်မှာပဲဝှက်ထားဖို့ရွေးချယ်လာကြတာပါ။အဲ့ဒါကအစိုးရရဲ့အလုံးကျုံထိန်းချုပ်မှုကြောင့်ဖြစ်လာတဲ့တံမြန်တက်ရောက်မှုပါပဲ။အစိုးရကပိုပြီးထိန်းချုပ်လေပြည်သူတွေကထွက်ပေါက်ကိုပိုရှာလေဖြစ်ပါရီ။တကယ်လို့ဒီအလားလာက2026ခုနှစ်ထိဆက်သွားနေမယ်ဆိုရင်ဘဏ်တွေရဲ့ငွေဖြစ်လွှဲမှုကျဆင်းလာပြီးစီးပွားရေးတိုးတက်မှုနှေးကွေးတာငွေပြန်ထုတ်ချေရမယ့်ကုန်ကျစရိတ်မြင့်တက်လာတာနဲ့မှောင်ခိုဈေးကွက်ကြီးထွားလာတာတွေကိုဖြစ်ပေါ်စေမှာပါ။လေလာဆန်းစစ်သူတွေရဲ့ခံမှန်းချက်အရဒါဟာရုရှားရဲ့ GDP ကို3.9%လောက်ထိခိုက်စေနိုင်တယ်လို့သိရပါတယ်။နောက်ထပ်အကြီးမားဆုံးပြဿနာကတော့ပညာတတ်တွေနိုင်ငံစွန့်ခွာမှုပါပဲ။2022ကနေ2024အတွင်းမှာရုရှားရဲ့ IT ပညာရှင်ပေါင်း8000ကနေ3သိန်းကျော်နိုင်ငံကနေထွက်ခွာသွားခဲ့ပါတယ်။ဒါအလို့သားအင်အားဆုံးရှုံးတာတွေမဟုတ်ဘဲနိုင်ငံရဲ့တီထွင်ဖန်တီးနိုင်စွာအခွန်ရရှိမှုနဲ့ဤပညာဆိုင်ရာအနာဂတ်တွေကိုပါဆုံးရှုံးလိုက်ရတာပါ။ပိတ်ဆို့မှုတွေအောက်မှာဤပညာသစ်တွေမဖန်တီးနိုင်တော့တဲ့အပြင်ရှိသမျှအုံနောက်တွေကိုပါဆုံးရှုံးနေရတာကရုရှားအတွက်တကယ်ကိုအထိနာစေပါရီ။ကြန့်ရှိနေတဲ့ကုမ္ပဏီတွေကလည်းဝန်ထမ်းတွေမထွက်သွားအောင်လာစာတွေတိုးပေးနေရပြီးအဲဒီကနေတစ်ဆင့်ငွေဖောင်းပွားမှုကိုပိုပြီးဖြစ်စေပါရီ။စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေနဲ့အရက်ဘက်လုပ်ငန်းတွေကြားဝန်ထမ်းလူနေကြရတဲ့ပြိုင်ပွဲမှာနှစ်ဖက်စလုံးရှုံးနေကြတာပါ။ဒီအခြေအနေကိုပူတင်ကိုယ်တိုင်လည်းအခုဖက်ထဲမှာပဲဝန်ခံခဲ့ရပါရီ။သူဟာနှစ်လဆက်တိုက်စီးပွားရေးကြာဆင်းနေတာကိုညှိတွားခဲ့ပြီးဘာကြောင့်အခြေအနေတွေဆိုးရွားနေရလဲဆိုတာအရာရှိတွေကိုမေးခွန်းထုတ်ခဲ့ပါရီ။သူကိုယ်တိုင်26နှစ်လုံးတည်ဆောက်ခဲ့တဲ့စီးပွားရေးစနစ်ကဘာလို့အလုံးမဖြစ်တော့တာလဲလို့သူကပြန်မေးနေကြတာပါ။ဒါကအခြေအနေတွေဘယ်လောက်ထိစိုးနေပြီလဲဆိုတာကိုဝန်ခံလိုက်တာပါပဲ။ဒီလိုစီးပွားရေး PR တွေနဲ့ပြည်သူတွေရဲ့ဒေါသတွေပေါင်းစုံသွားတဲ့အခါမှာတော့မြင်ကွင်းကတကယ်ကိုအန်ဒရယ်ရှိတဲ့အနေအထားကိုရောက်ရှိလာပါပြီ။အရှိမပြောခဲ့တဲ့ဇိုကီနိုရဲ့1919သတိပေးချက်ကအဖိုးပြောနေတာမဟုတ်ပါဘူး။1919ခုနှစ်တုန်းကဇာပြင်းရဲ့အုပ်ချုပ်ရေးစနစ်ကိုဖြိုဖျက်ခဲ့တာကစိတ်ရှုံးမှုစီးပွားရေးပြိုလဲမှုနဲ့ပြည်သူတွေရဲ့ဒေါသဒီသုံးခုပေါင်းစုံသွားလို့ပါပဲ။အခုချိန်မှာရုရှားကဒီအချက်၃ချက်လုံးရဲ့လက္ခဏာတွေကိုအပြည့်အဝပြသနေပါပြီ။1919အခြေအနေကိုအတိအကျမရောက်သေးဘူးဆိုရင်တော့1916ခုနှစ်ရဲ့နောက်ဆုံးလတွေကိုတော့တော်တော်လေးဆင်တူနေပါပြီ။ဒါပေမဲ့ပူတင်ရဲ့တုံ့ပြန်မှုကတော့အရင်တိုင်းပါပဲ။အတန်ထွက်လာတဲ့သူကိုပါဇက်ပိတ်ပစ်လိုက်တာပါပဲ။မကြသေးခင်ကဖြစ်တဲ့တစ်ခုကဒီတုံ့ပြန်မှုဘယ်လောက်ထိကြမ်းတမ်းသလဲဆိုတာကိုပြသနေပါပြီ။ခရီမလင်ကိုသစ္စာရှိခဲ့တဲ့ဘလော့ဂါအီလီယာရိုမန်ဆလိုဟာပြီးခဲ့တဲ့လကပူတင်ကိုဝေဖန်ခဲ့မိပါပြီ။ရန်နေငယ်ကြမှာတော့သူဟာစိတ်ကြမ်းမာရေးစေယုံကိုပို့ဆောင်ခြင်းခံလိုက်ရတာပါ။ဒါပေမဲ့ဒီနေရာမှာအကြီးမားဆုံးဗဟိတိတစ်ခုရှိနေပါပြီ။အတန်တန်ကိုပိတ်ပစ်လိုက်တိုင်းခရီမလင်ဟာအမှန်တရားကိုဖုံးကွယ်နေတဲ့ဆိုတဲ့အသည့်ကပြည်သူတွေကြားမှာပိုပြီးခိုင်မာလာတာပါပဲ။ရိုမန်ဆလိုကိုစိတ်ကြမ်းမာရေးစေယုံကိုပို့လိုက်တာကလူအများကြီးကိုပိုပြီးစကားပြောလာအောင်တွန်းပို့လိုက်တယ်လို့ဖြစ်သွားခဲ့ပါပြီ။ဆိုလိုဖလော့ကဘိုညာကိုတိုက်ခိုက်တယ်။ဘိုညာကပိုပြီးအင်အားကောင်းကောင်းနဲ့ပြန်တိုက်တယ်။သူမရဲ့နောက်မှာနောက်ထပ် influencer 3ယောက်ကထပ်ပြီးစကားပြောလာကြတယ်။အခုဆိုရင်နှိပ်ကွပ်မှုတိုင်းကအတန်အသစ်တွေကိုထပ်မံမွေးဖွားပေးနေတယ်လို့ဖြစ်နေပါပြီ။လက်ရှိအခြေအနေအရခရမလင်ရဲ့နောက်ထပ်ခြေလှမ်းကတော့ပိုပြီးအန်ဒရယ်များပါရီ။ရုရှားပြည်သူတွေကိုယုံကြည်ရသူနဲ့တခြားသူများဆိုပြီးခွဲခြားမဲ့အင်တာနက်စီမံကိန်းကိုမှတ်မိကြမှာပါ။တကယ်လို့ဒီစီမံကိန်းသာအကောင့်ထဲပေါ်လာရင်ရုရှားကမြောက်ကိုရီးယားစတိုင်း digital စောင့်ကြည့်ရေးနိုင်ငံဖြစ်ပြောင်းလဲသွားမှာဖြစ်ပါရီ။ဒါပေမဲ့2026ခုနှစ်မှာသတင်းစီးဆင်းမှုကိုထိန်းချုပ်ဖို့ဆိုတာ1950ပြည့်လွန်နှစ်တွေတုန်းကလိုမလွယ်ကူတော့ပါဘူး။ရုရှားပြည်သူတွေက VPN တွေကိုသုံးတယ်။ Telegram ကိုသုံးတယ်။ပိတ်ပင်ထားတဲ့ကြားကနေ Instagram ကိုနှီးမျိုးစုံနဲ့သုံးနေကြတာပါ။လူပေါင်း73တန်းကပိတ်ပင်ထားတဲ့ platform ပေါ်မှာပိုညာကို follow လုပ်နေကြသေးပါပြီ။ပြည်သူတွေတခါရောက်ဘူးသွားတဲ့လွတ်လပ်ခွင့်ကိုပြန်ရုပ်သိမ်းမှုဆိုတာတကယ်ကိုခက်ခဲတဲ့အလုပ်ဖြစ်လာခဲ့ပါပြီ။နေကုန်းချုပ်ပြောရရင်တော့ရုရှားရဲ့ကံကြမ္မာကတင်းနေတဲ့လေကြိုးတစ်ချောင်းလိုပဲဘယ်အချိန်မှပြတ်ထွက်သွားမလဲဆိုတော့ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရတော့မယ့်အနေထားပါ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ခွဲချမ်းစိတ်ဖြာချက်ပေါ်မိတ်ဆွေရဲ့အမြင်ကိုဘယ်လိုရှိပါသလဲ။ရုရှားမှာတကယ်ပဲ1919လို့ဒေါ်လာမျိုးထပ်ဖြစ်လာနိုင်မလား။ဒါမှမဟုတ်ပူတင်ကပဲအရင်လိုဆက်ပြီးထိန်းချုပ်သွားနိုင်မလားဆိုတော့ခေါမမှာဝင်ရောက်ဆွေးနွေးပေးသွားခဲ့ကြပါဦး။
အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာရေးရာခွဲခြမ်းစိတ်ဖြာချက်တွေကိုအမြဲတမ်းမျက်ခြေမပြတ်ချင်မှုဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကိုအခုပဲ subscribe လေးလုပ်ထားပြီးဘေးနောက်ကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့လိုက်ပါနဲ့ဦးဗျာဒါမှသာကျွန်တော်တို့ဗီဒီယိုအသစ်တင်တိုင်းမိတ်ဆွေတို့စီကိုအချက်ပေးချက်ရောက်မှာဖြစ်ပါရီအဆုံးထိကြည့်ရှုပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါရီနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲငြိမ်းချမ်းကြပါစေဗျာ